Hello ခုနကျွန်တော်ပိတ်နှလုံးလေးကျွန်တော်ပြပြီးပြီးတော့ကျွန်တော်အခုချိန်မှာကျွန်တော်အလုံးပိုင်းတစ်လုံးလေးကျွန်တော်ပြပြီးမယ်လာမလာတော့ကျွန်တော်မသိဘူးပေါ့ဗျာဒီချိန်မှာကျတော့သူကဘယ်လိုပေးလဲဆိုတော့ဒီ86ဒီလို6ဆုံးခုနှစ်တိုင်းသူပေးတာသူကဘယ်လိုပေးလဲမှာဒီ73ချိန်ရဲ့ထွက်ကနန်းအလေတစ်လုံးကိုနှက်ခတ်ခေါ်ပြီးနှက်ခတ်ခေါ်လုံးပိုင်းပေါ့မငါလေးနှစ်လေးနှက်ခတ်ကနှစ်လုံးပိုင်ကြားရမေးတယ်ကဲမှတဲ့အချိန်အောင်ပြီနော်ကဲမှ86 73ချိန်ထွက်ကနန်းအလေကနန်းငါနှက်ခတ်3လာပြီးဘိုင်နေနဲ့လာပြီးရနော်လာမလာတော့ကျွန်တော်မသိဘူးကျွန်တော်တွေ့တာကျွန်တော်ရှာပြပေးရပဲကဲမှ73ချိန်ရဲ့ထွက်ကနန်း68ကို8အလေဆိုတော့8နှက်ခတ်1ဘိုင်1လာပါလေ6ချိန်6ခုနှစ်ပြောတာအမ73ချိန်ကန434 3လဲဆိုတော့3နှက်ခတ်5လာပါတယ်ဒီ6ခုနှစ်73ချိန်6လဲ6နှက်ခတ်9လာပါတယ်ကဲဘယ်တော့ကောင်းလိုက်တော့ဒီအချိန်မှာကျတော့ဟိုက်မှာ26ချိန်ဒီချိန်မှာကျတော့114ဆိုပြီး1အလဲဆိုတော့ဟိုက်မှာ1နှက်ခတ်8ဘိုင်ရနေပါတယ်လာမလာတော့ကျွန်တော်မသိဘူးဗျာဒီ6ဆုံးခုနှစ်တိုင်းသူပေးတယ်နှစ်ပိတ်ကလည်းပိတ်နှလုံးကလည်း6ဆုံးခုနှစ်တိုင်းပေးတယ်ကြီးကလည်းတူပဲเนาะကျွန်တော်အရင်ဗီဒီယိုကြီးမကြည့်ရတဲ့လူတွေကြည့်သွားလို့ရပါတယ်နှစ်အပိတ်8တဲ့ပေါ့တူလိုင်း8တဲ့ပေါ့ကျွန်တော်ချစ်ကိုတော့ဒီချိန်မှာကျွန်တော်တိတ်မကြိုက်ဘူးဒါပေမဲ့ပါကစားမှာတင်းနှက်ခတ်8ဆိုတော့8ပါကစားမှာ8တဲ့နှစ်တဲ့နဲ့ကတ်မယ်8နှစ်ပြီးပေါ့သူညာ9တလုံးကတ်လောက်မိုက်လိုက်တယ်